အားလုံးပဲမင်္ဂလာပါဒီ view လေးကဇင်းကြိုက် vlog ရဲ့ day 1 video လေးဖြစ်ပြီးတော့ဇင်းကြိုက်တောင်ကိုခြေရင်တက်မယ်ပေါ့နော်တောင်ပေါ်ရှူခင်းနေရဘယ်လောက်တောင်လှနေမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူလိုက်ကြည့်လိုက်ပါအောင်နော်ကားထွက်မဲ့ချိန်ကမနက်9:00 နာရီဆိုတော့ကျွန်တော်တို့က6:00 နာရီလောက်တည်းကအိမ်ကနေစထွက်ပါတယ်စားပေါ့နော်ရထားနဲ့သွားဖို့စီစဉ်ထားပေမဲ့လက်မှတ်သွားဖြတ်ဖို့အချိန်မရှိရတော့ကြောင်းကားနဲ့ပဲသွားဖို့ရွေးပြလိုက်ပါတယ်လက်မှတ်ကတော့ရွှေတန်လျင်နဲ့လက်မှတ်ဖြတ်ထားပြီးတော့ကားကတော့တယောက်ကို2000ပေးရပါတယ်ဒီစစ်တောင်းမြစ်ကိုဖြတ်ပြီးရင်မိုးပြည်နယ်ဘက်ကိုရောက်သွားပြီပေါ့နော်ကြိုက်ထိုကိုရောက်တော့ဘဲလေးဆိုတဲ့ဆိုင်မှာနေ့လက်စားစားဖို့ကားခဏနာပါတယ်ကျွန်တော်ကတော့မွန်ပြည်နယ်ဘက်ရောက်ရင်နှင်းပလက်ထမင်းမောင်စားရတာအရင်ကြိုက်ပါတယ်ဒါကတော့တထုံရွှေဆိုင်ဘုရားကြီးဖြစ်ပါတယ်ဇင်းကြိုက်မှာပေါ့နော်ဟိုတယ်တွေတဲခိုကန်တွေမရှိဘူးပေါ့နော်အများစုကမော်လမြိုင်ကနေဆင်းလာကြတယ်တထုံကနေတက်ကြတယ်ပေါ့နော်အဲ့လိုမျိုးလဲကြတယ်ပေါ့နော်ဟိုတယ်မရှိဘူးတဲ့တဲခိုကန်လည်းမရှိဘူးအဲ့လိုဘုံရောက်မှာပဲတော့ခုရအောင်ပါတင်ပြီးဒီချိန်ကြီးမှာတဲလို့တဲရမှာမသိသေးဘူး။ဘာမှမသိချုပ်ခန့်နေပြီ။ဒီဘက်မှာဟိုတယ်မရှိဘူးတဲခိုပဲမရှိဘူးလာမယ်ဆိုရင်သေချာလေးစုံတယ်ပြီးမှလာပါကျွန်တော်တို့မှရောက်ပြီးတော့တင်းကြမရှိဘူးကားပေါ်ကအမတယောက်ကသူစီလာရမှာပေါ့အဲ့မှာသူအိမ်မှာတဲလို့ရတယ်ဆိုလို့ပေါ့နော်ခဏပေါ့လာနေပြီးမှကျွန်တော်တစ်ခုခုစီစဉ်ရမှာပေါ့ပြန်ပြီးတော့အဲကြောင့်မို့ဒီဘက်ကိုလာမယ်ဆိုရင်တဲဖို့ကြီးအရင်တော့လုပ်ခဲ့ပါတဲဖို့ကြီးနေဖို့ထိုင်ဖို့ကြီးကိုဒီကလုပ်ခဲ့ပါဒီဘက်မှာတဲဖို့ရရှားပါတယ်ပြောညာဟိုတယ်လည်းမရှိဘူးတဲခိုကန်လည်းမရှိဘူးပေါ့နော်ဘုန်းကြီးကျောင်းမှာတဲရင်တဲမတဲရင်တော့အတိတွေပါရှိမှရမယ်ပေါ့နော်ဒါကျွန်တော်တို့နဲ့ကားတူစီးလာတဲ့အမဒါသူတို့အိမ်မှာခဏတဲလို့ရပါတယ်လို့ပြောလို့ပေါ့နော်ဒါနဲ့ကျွန်တော်တို့လည်းရောက်အခုရောက်နေတာပေါ့နော်ဇင်းကြိုက်ကိုတော့ဘယ်နှစ်နာရီရောက်လဲအခုခွာရောက်မှာပေါ့2နာရီခွဲလောက်ရောက်2နာရီခွဲလောက်တော့ရောက်တယ်ပေါ့နော်2နာရီခွဲရထားတာကျွန်တော်တို့ရောက်တော့ခဏနားကြပြီးညနေဘက်ကျတော့အမကမြို့ထဲကိုလိုက်ပို့ပေးပါတယ်ဒါကတော့ဇင်းကြိုက်ရေလေဖျားဖြစ်ပါတယ်ပက်လေရလဲတောင်တန်းတွေကိုနီးနီးကက်ကက်နဲ့မြင်ရတာအရန်ကိုလှပါတယ်အခုလှမ်းမြင်နေရတာကတော့ဇင်းကြိုက်ရေတကွန်ကြောက်တင်မောရေကွန်လို့လည်းခေါ်တယ်ပေါ့နော်အေးဟုတ်ပါငေါက်ရငေါက်ကြိုက်ပြပါမယ်အုံရမယ်ကျွန်တော်ရော့အမရဒီမှာအုံရဟိုတော့ရော့ဟိုတော့ရဒီမှာအုံရအဝေးပြည့်ကြွေးပါဘယ်နဲ့ဒီသားလေးစုံကျွေးနေရတော့မင်းလကနေငါးရရန်တိုက်ရေလေဖျားမှာတော့ငါးစာကျွေးကြရင်ညစားဖို့မုံလေးပါလေးဝယ်ပြီးတော့ပဲအိမ်ပြန်ခဲ့ကြပါတယ်ညဘက်အိမ်သားမှာစိုင်းဝိုင်းတန်တွေကြားနေရတာနဲ့နီးနီးလေးပဲဆိုပြီးတော့ကျွန်တော်တို့ခဏသွားကြည့်တယ်ပေါ့နော်ဖျားထိတဲ့မွဲကိုစိုင်းဝိုင်းအကနဲ့ကျင်းပနေရဖြစ်ပါတယ်မီးတွေကလည်းပြတ်နေတော့အနီးနားရွာလူတွေနဲ့တော်တော်လေးကိုလူစီပါတယ်စင်းကြိုက်ပေါ့နော်စင်းကြိုက်ပေါင်တစ်မျိုးနဲ့လုံးမီးကတော့မလာသေးဘူးအခု9:40လောက်တော့ရှိပြီပေါ့နော်ဒါကတော့တောင်ပေါ်မှာတော့မီးလေးလင်းနေတာပဲဒါကျွန်တော်တို့တဲတဲ့အိမ်လည်းမီးပြတ်နေတာပေါ့နော်မနက်စောစောထပြီးတောင်တက်မှာဖြစ်တဲ့အတွက်ဒီညတော့စောစောပဲအိပ်ယာဝင်ခဲ့ကြပါတယ်6နာရီလောက်ထပြီးတော့တောင်တက်ဖို့အတွက်ပြင်ဆင်စရာရှိရလေးတွေပြင်ဆင်ပြီးတော့6နာရီခွဲလောက်မှစထွက်ခဲ့ပါတယ်စားကပေါ့နော်ဒါကျွန်တော်တို့9နာရီခွဲလောက်ထပြီးတော့တက်မလို့9နာရီခွဲမှာမိုးတွေကလည်းရွာနေတာပေါ့နော်အဲဒါကြောင့်အခု9နာရီခွဲမှာထပြီးတော့မတက်ဖြစ်တော့ပဲနဲ့တရေးပြန်အိပ်ပြီးတော့အခု6နာရီခွဲလောက်မှပြန်ထပြီးသွားတာပေါ့နော်6နာရီပြန်9နာရီတောင်ထိုးတော့မယ်အားတော့မိုးကရွာတော့မနေ့စာလေးပါလေးစားပြီးတော့တောင်စတက်ပါပြီ
တောင်တက်ကားလမ်းဒီကားလမ်းကနေပြီးတော့တက်လဲရတယ်ကားလမ်းမဟုတ်ပဲနဲ့ဟိုဘက်ချင်းသေးနှစ်ကောင်မဟုတ်ဘူးပေါ့နော်အဲ့ဒီမဟုတ်ဘူးကနေပြီးတော့ဝင်လဲရဒါပေမဲ့အဲ့ဒီဟာကြတော့လှေကားတွေနဲ့ဝင်ရတာပေါ့နော်လှေကားတွေနဲ့တက်ရမှာဆိုတော့ကျွန်တော်တို့ကတော့ဒီကားလမ်းအတိုင်းပဲတက်မှာပေါ့နော်ဒီမှာတောင်တက်ကားဂိတ်ပေါ့နော်တောင်တက်ကားနဲ့လည်းတက်လို့ရတယ်ကျွန်တော်တို့ကတော့ဒီအဲ့ဒီကားလမ်းအတိုင်းကိုခြေကျင်တက်မှာဖြစ်ပါတယ်ရေတကွန်လားဟဲ့ရေတကွန်လေးတောင်ကြီးပဲရှိတယ်အခုမှတော်တော်ကြီးတော့မှတ်တယ်နော်ဟဲ့ဒီမှာရေစင်းချိုးကြမလားမိုက်တယ်ကွာကြီးညာပဲရေလေးကိုနောက်မှာတောင်တကားတစ်စီးလာပြီဖြစ်တယ်တိုင်ကြနေရတယ်ဟဲ့ဘယ်လမ်းလဲရောက်ဒါဒီတက်လက်တော့လို့ပြောတာနင်တို့တောင်တက်ကားလမ်းကိုကြည့်လိုက်အောင်ဟာနော်လေပုံမှန်ပြောရစေအော်အေးငါကဟုတ်တယ်မှာစင်းကြိုက်တောင်တော့ရတော်သေးရမိုးလေးတော့တိတ်သွားလို့နေဘူးတဲ့စီလုံးကြီးပါဟုတ်တယ်ပင်မန်းမှာမိုးလေးရအုံဆန်ဆိုင်လေးနဲ့ရာသီဥတုကလည်းတာယာပြီးတော့နေမပူတော့ပေါ့နော်တောင်တက်ရတာကအရန်တော့မပင်မန်းပါဘူးတောင်ကြီးကလမ်းတစ်ဖြတ်နာလေးမှာတော့ခဏနာပြီးအကျော်လေးပါလေးလျှော့ရင်ဆက်တက်ခဲ့ကြပါတယ်ဒီကောင်လည်းငါတို့နဲ့တူတူတောင်တက်မှာလားမသိဘူးညမိုက်တော့မိုက်တယ်နော်အုံဆန်ဆိုင်လေးနဲ့အေးချမ်းနေမှာနော်ဒီဘက်ဟုတ်တယ်ငါတို့တော်တော်လေးတော့မြင့်နေပါပြီဟိုးမှာဆက်တက်အောင်အဝေးပဲဆက်တက်ရမှာတော့ကျွန်တော်တို့ဟိုးမှာပေါ့နော်ဒီထိပ်မှာအခုမှဒါတောင်ကြီးလောက်ပဲရှိသေးတယ်ဟိုးထိပ်ထိသွားမှာငါရှေ့နေတဲ့တော်ပြီနားနေရတွေ့ခဏနားရအောင်နားမယ်ဆိုတာဆရာသမားနားမယ်ဆိုတာယူအေးညာပါမိုင်းအေးမစိုးဘူးကွာရာဒီဥလို့လေဟုတ်တယ်အဲ့လေးပဲကောင်းတယ်မိုးကလောက်ရွာခဲ့တာရှိရောင်မမတ်ကြီးအေးမမတ်ကြီးဒီလိုမျိုးကြီးပဲနော်လမ်းကြီးပြန်ဟုတ်တယ်အကွေကြီးတယ်ဟုတ်ကဲ့ကြီးထော်လဲလိုက်ရောမင်းဒါကြီးခိုက်ရတဲ့ဟာတော်တော်လှတယ်ငါမနေလိုက်ငါတို့တောင်ပေါ်ရောက်လို့ရှိရင်အဲ့ဒီဂရိုက်ဆယ်ကိုဘာလို့လှမ်းမြင်ရမယ်ဟဲ့အိုးဟိုမိုက်တယ်ကောင်းလိုက်တာကွာလေးလေးအေးလေးအိုးကောင်းလိုက်တာကွာရှယ်လက်ဆန်ပါဘဝရှူတာရန်ကုန်မှာဒီလိုလေးရှူလို့မရဘူး你要不知道，哎，偷我刚刚，因为太阳变阳了，刚刚。Nice မိုးလေးအုံလေးနဲ့လေးလေးတွေကလည်းအေးပြီးတော့အရမ်းမပင်မန်းမန်းနဲ့ပေါ့နော်အပေါ်ရောက်လာလေရှူခင်းတွေကပိုလှလာပြီးတော့မောလို့မောမှန်းတော့မသိပဲဆက်တက်ခဲ့ကြပါတယ်လေရတိုက်မိုးလေးအုံလေးနဲ့တို့လာငါတို့တောင်တက်ရတဲ့လမ်းကကားလမ်းဆိုတော့လမ်းကကောင်းပေမဲ့တော်တော်လေးတော့မှတ်ပါတယ်လမ်းတစ်ဝက်ကျော်မှာမိုးတွေရွာလာလို့မိုးကားတွေပါထုတ်ဝေရပါတယ်ကျွန်တော်တို့လည်းလုံးလုံးမဲမဲမိုးကားတွေပါယူသွားလို့တော်သေးရပေါ့နော်တောင်တက်တဲ့လမ်းတစ်လျှောက်မှာကစိုင်းနေပါတွေမရှိဘူးနားလို့ရမယ့်နေရာဇရက်တို့တဲလေးတွေဆိုတာကလည်းတိတ်မရှိပါဘူးဒီလိုနဲ့ကျွန်တော်တို့လည်းမိုးကားတွေပါဝက်ပြီးတော့ဆက်တက်ခဲ့ကြပါတယ်ရောက်တော့မယ်ဟိုးမှာမြင်နေရတယ်တောင်ပေါ့နော်အဲ့ဒါစံတော်ရှင်ဇင်းကြိုက်စီဒီဖြစ်ပါတယ်
ရောက်တောင်ပေါ်မရောက်ခင်နေရာလေးမှာဓာတ်ပုံလေးပါလေးခဏရိုက်ကြပါတယ် အေးနာပဲကွာလေလေးတွေ မိုးရောနဲ့မိုးအုပ်နေရှယ်ပဲနော် ဟုတ်တယ်ဟာလေတော်ကျန်းတယ် ကျွန်တော်တို့ကစတက်လာတာက9နာရီခွဲလောက်မှာစတက်လာတာဖြစ်ပြီးတော့တောင်ပေါ်ကိုတော့17နာရီလောက်မှာရောက်ပါတယ် ဟိုနေရာနေပြီးတော့လှေကားနဲ့စက်တက်ရတော့မှာပေါ့နော်ဒါနောက်ပိုင်းလှေကားမဟုတ်တော့ဘဲနဲ့ဒီလိုဓာတ်လှေကားစောက်မယ်လို့တော့ကြားတယ်ပေါ့နော်အိုးနောက်ကိုပြန်ကြည့်ရင်တော်မောပြီတယ်တောင်းမိုးရစီကသွားလာခက်တာရှုပ်ကင်းလာ အေးဟုတ်တယ်ရှူကင်းတော်လှတယ် သွားလာနေတော့ရောက်လာပဲရှိတယ် အခုရောက်ပါပြီ ကားနဲ့ဆိုဘယ်တော့မှမကြပါဘူးနော် အေးမာတောင်တက်ကားကြီးကဒီမှာဂိတ်ဆုံးတာပေါ့နော် ဒီမှာကိမစိုးကြီးတယ်ဘဲမှဆက်သွားမှာဆရာမကြီး Stop it. ဒီဘက်ကနေပြီးတော့တက်ရမှာပေါ့နော်ဒီကနေပြီးတော့ဆက်တက်ရမှာစင်းကြိုက်ဖျားပေါ်ကြတော့ဒါဓာတ်လေကားလဲသူကတော့ဟိုထိပြင်ငါတို့ဒီတိုင်းအပေါ်ကနေပြီးတော့လမ်းလျှောက်ရုံပဲနော်လျှောင်းတော်မူရုပ်ပွားတော့ပေါ့နော်အပေါ်မှာရှိတယ်ဆက်တော့တက်အောင်မနည်းနည်းလောက်ဒီအပေါ်မှာစင်းကြိုက်ဆန်တော်ရှင်စီဒီရောမြတ်ရှိတယ်ဒီမှာကလျှောင်းတော်မူရုပ်ပွားတော့ပေါ့နော်ဟာပြောင်းအမြင်ကြီးပဲနော်ငါတို့တောင်ပေါ်မှာတော့လေရတော်တော်ကျန်းတယ်တောက်ထောက်တိုက်လေရတော်ကျန်းတာပဲမြူတွေကြီးပဲ တောင်ပေါ်မှာပတ်ပတ်လည်မြူတွေကျပြီးတော့လေတွေကလည်းတိုက်တော့တော်တော်လေးကိုချမ်းပါတယ် ဆယ်ရကြီးပဲဒီဟိုကမနှက်ဖန်သွားမယ်ပေါ့နော်မနှက်ဖန်မှာဒီဆယ်မှာဖောင်းနေပါစီးမယ်ပေါ့နော်ကျွန်တော်တို့ ကျွန်တော်တို့တောင်ပေါ်ကိုရောက်ပြီးခဏကြာတော့ဒီအမားတို့ကကားနဲ့တက်ခဲ့တာပေါ့နော်ကျွန်တော်တို့ကိုတောင်ပေါ်ကနေရာအစုံလေးကိုလိုက်ပို့ပေးပါတယ်ကျွန်တော်တို့ကိုတဲခိုးစရာနေရာစီစဉ်ပေးတဲ့အပြင်မရောက်ဘူးတဲ့နေရာတွေကိုရောလိုက်ပို့ပေးတဲ့အမားကိုလည်းကျေးဇူးတင်ပါတယ် စတူဒီတာလည်းညဘက်ကြရင်ကျွေးမှာတဲ့စတူဒီတာချက်နေကြတာပေါ့နော် ဒီအမရဲ့အတိမိတ်ဆွေတွေကကော်ဖီခေါ်တိုက်လို့ကော်ဖီလေးပါလေးခဏတောက်ကြပြီးခဏနေတော့တောင်ပေါ်ကနေပြန်ဆင်းကြဖို့ပြင်ပါတယ် ဒါကျွန်တော်တို့2နာရီခွဲပေါ့နော်2နာရီ40မှာစဆင်းပါပြီအဲ့ဒါလူတော့ပါတယ်လေတော့ကျန်းတာပဲငါမေးတယ်တော့တူခုနကလည်းမေးလိုက်ကနေတော့လို့တော့ အပြန်မှာတော့အမားတို့ကလည်းကျွန်တော်တို့နဲ့အတူတူလမ်းလျှောက်ပြီးတော့ဆင်းခဲ့ကြပါတယ်ဒါကတော့နဂါးဥဖျားဝင်ဖူးတာဖြစ်ပါတယ်
ကတော့ကျွန်တော်တို့မနက်ကတောင်ဆဆတက်ချင်းမှာတွေ့တဲ့ရေတကုံလိုနေရာလေးပေါ့နော်အဲ့ဒီမှာရေစင်းချိုးနေရဖြစ်ပါတယ်ရေလေးတွေကလည်းကြည်ပြီးတော့အေးနေရပဲတောင်ကြီးကဇင်းကြိုက်ဖျားမှာမတူးတင်ငန်ရက်လုတ်ပူဇော်ပွဲကိုကျင်းပနေရဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်ပြန်ရောက်တော့တချင်းလေးပါလေးဆိုရင်စိုးကြမလားဆိုတာနဲ့ကျွန်တော်တို့ကလည်းဧည့်သည်ပြီးအားနာမနေတော့ပဲနဲ့စိုးကြမယ်လေအမဆိုပြီးတော့အင်ရှင်တအိမ်သားလုံးကိုနားဒုက္ခစပြီးပေးပါတယ်